ဒီနေ့ဖြစ်ရမှန်းစတဲ့တကူပြောပြမယ်နော်ဘယ်လိုလဲဆိုတော့ဒီသွားတွေကယူမဆိုင်ပြီးတော့ဗောနော်ဒီညတိုင်းလဲသွားတိုက်ဖြစ်တယ်မနေ့လဲသွားတိုက်ဖြစ်တယ်ဒါပေမဲ့တော့အဲ့လိုကိုရီးယားကျော်စနစ်တကျမတိုက်တော့အဲ့လိုမျိုးကြံမှာဗောနော်အဲ့ဒီသွားဒီအန်ဆုံးရဲ့ဒီဘက်တောင်းနောက်ဆုံးသွားဗောနော်နောက်ဆုံးသွားမှလည်းအဲ့လိုမျိုးကြံနေတဲ့အဲ့ဒီတဖုံးနဲ့အရင်ကနေစပြီးပို့လိုက်လာဒီဘက်ဒီကြောက်တော့လဲပိုးကဘယ်လိုဖြစ်လဲဆိုတော့အစာညံ့ရင်းနဲ့တော့ပူစားနေတော့အဲ့ဒီနေ့မှာစေကူပေါဒါနဲ့သွားကြမရေးမလုပ်ဖြစ်တာကြာပြီပေါ့နော်အဲ့နဲ့သွားစိတ်ခံသွားမယ်ဆိုရှိသမျှပူတွေအကုန်လုံးမယ်ပေါ့နော်အဲ့နဲ့သွားလိုက်တော့အဲ့နဲ့ဘဲဘက်သွားကြတော့ဒီတဖုံးနဲ့ချင်းနဲ့ဘဲဘက်သွားကြနှုတ်လိုက်ရညာဘက်ကျသွားကြတော့ကွာအိုးပါဖြစ်တယ်ဆိုတော့ဖာလို့ရဆိုဖာလိုက်တာပေါ့နော်ဖာလိုက်တော့ဘယ်ရောညာဖြစ်နေအဲ့မှာစီခံပြပြီးတော့ဆရာဝန်ကလည်းလိုအပ်တာလေးမှာတာပေါ့နော်သမင်းစားပြီးလားမင်းစားသေးရှင်ပေါ့အဲ့ဆို9နိုင်10နိုင်လောက်သမင်းစားပြီးတော့စီလေးတောက်ပေါ့နော်နာနေမှာဆိုလို့နှုတ်လဲနှုတ်ထားအောင်အခုဖားလဲဖားထားဆိုလို့ခုလုံးလုံးထားနာနေမှာဆိုလို့ဆိုဟုတ်ကဲ့ပေါ့ကိုလည်းအမှုမဲ့အမတ်မဲ့ဆိုတော့အဲ့လောက်ထိအရင်မစင်စားမိအဲ့နဲ့10နိုင်9နိုင်လဲရောက်ရောသမင်းဆရာဝန်မတဲ့တိုင်းသမင်းစားမယ်ပေါ့နော်အပူအဆက်ရှောင်ပြီးတော့စားပြီးဆိုအော်ဟုတ်ကဲ့ပေါ့အပူဆက်ရှောင်ပြီးသမင်းစားမယ်ဆိုကြတော့ဘာစားဖြစ်လဲဆိုတစ်ဖက်ကနှုတ်ထားတယ်တစ်ဖက်ကကျတော့ဖာထားတယ်ဘယ်သွားနေစားမှမသိအမဒီတိုင်းနေပတ်အမေသူဘယ်လိုစားမလဲအမေလည်းပြောရှာတယ်အရှိသွားနဲ့ဝါပြီးမျိုးရလိုက်ကွာအဲ့လိုမျိုးမဝါညက်နေမဝါရင်လေမစားတော့ညက်မှမျိုးချတတ်တဲ့ထဲမှာဆို